ချစ်ကသာဆက်သွယ်မှုဧရိယာပြင်ပကိုရောက်နေတယ်အလွန်ကတော့ဘယ်နေရာရှောက်ရောက်လိုက်မိနေတော့မယ်ချစ်ကသာဆက်သွယ်မှုဧရိယာပြင်ပကိုရှောင်နေတာအလွန်ကတော့ဘယ်နေရာရှောက်ရောက်လိုက်မိနေတော့မယ်နောင်ဘဝအထီးပေါင်းဖက်ဖို့စုမတောင်းပါဘူးဒီဘဝမှာတင်နင်းနဲ့ငါနင်းနဲ့ငါအကြောင်းမျိုးနဲ့မှမဝေးပါရစေနဲ့ဆုတောင်းခြင်းနဲ့ချစ်သူရဲ့ချစ်သူရဲ့မင်းနဲ့တူတူပြောစရာလေးတွေဖန်တီးပြီးမင်းတို့အချစ်တွေရင်ကိုယ့်ဘဝကိုမင်းနဲ့တူတလုံးကုန်ဆုံးသွားခြင်းနဲ့ချစ်ဆိုတာချစ်တတ်အောင်သင်ပေး